ကိုပိုင်တူတီ channel ကြိုဆိုရနော်ခုညနေမှာကောင်းနေဆိုတော့တလုံးကောင်းခုံငါထွက်ပြီးခုံငါထွက်ပြီးပါရင်သူ့အောင်မှာသုံးငါခုံတလုံးပြန်လိုက်ပြီးသုံးငါခုံတလုံးပြန်လိုက်ပြီးဆိုတော့ဘာကြိုက်နေဆိုသုံးပူကြိုက်သုံးကိုပူကြိုက်သုံးမှာဘာနဲ့ကကနေဆိုတော့သုံးကိုစုံကန်းနေကပ်30တို့32တို့34တို့36တို့38ဒီလိုကနိုင်နေကပ်ငါးကျဲတဲ့လူရှိတယ်ခွန်ကျဲတဲ့လူရှိနေဒီစုံကန်းနေနေကပ်ဟုတ်ပြီလားကျွန်တော်က3ပူကြတယ်3ပူကြတယ်3နဲ့ပူကတ်ထားအဲ့ဒီမှာတော့မင်းကနာဒီကနာကိုအကျဆုံးပြောပါမယ်30တခုကိုအကျဆုံးနော်30တကွဲ36တကွဲအဲ့နှစ်ကွက်အကျဆုံးအဲ့နှစ်ကွက်ပူထိုးဟုတ်ပြီတော့မလာဘူးဆိုရဲရှင်းမလားဒါမျိုးထိတ်ကလာနေတယ်တော့ထိတ်ကလာနော်ထိတ်ကလာနေတော့ထိတ်ကလာနေမယ်ပြီးရင်ဘာကြောင့်သုံးလာမလဲဆိုတော့ဒီမှာငါးသုံးလုံးတန်းထားရတဲ့ငါးနှစ်ခက်တော့အောင်ကျင်းနေကြပြီအဲကျွန်တော်တော့အကျဉ်းဆုံးပြောတာနော်အကျဉ်းဆုံးပြောတာဟုတ်ပြီလားအစီအမြဲလူယူထိုးကြပါနော်မင်းကနန်းက30 36နော်ဒါမျိုးနဲ့မင်းကနန်းညီနေကြတော့56ရ56ဒါတော့9နဲ့9နဲ့ပတ်သက်ရင်နှစ်ပတ်လောက်မထိုးဒီတိုင်းတုံထိုးနော်3နဲ့ဒါလေးကောင်းတယ်နော်ကြိုက်နေယူထိုးဟုတ်ပြီလားကောင်းကြပါလေအားလုံးညီကြမှာပြန်တွေ့ကြ